ကျွန်တော်ဒီမှာကြည့်နေတဲ့ brother ကိုလူငယ်တော်တော်များများကအကျဉ်းစိုးတွေပါအောင်စိုက်တယ်ဘလို့အကျဉ်းစိုးတွေအာယုံစိုက်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့မှာရှိကြရဗျာဒီအပြာကားကြီးတာတို့ဒီစစ်လိတ်တောက်တာတို့ကွန်ဆာတာတို့ဒီ game ဆော့တာတို့အဲ့ဒါတွေကိုပဲမြင်ကြရတယ်အဲ့ဒါတွေကိုဖျောက်ဖို့အတွက်အတင်းကြိုးစားကြရတယ်ဒီ YouTube တို့ဘာမှဆိုလို့ရှိရင်လည်းဒီ no fat challenge တို့ဘာတို့ညာတို့အဲ့ဒါမျိုးအရန်အာယုံစိုက်ကြတာများတယ်ဆိုတော့ကျွန်တော်ဒီနေ့ video မှာပြောရမှာကအဲ့ဒါတွေကိုအာယုံမစိုက်နဲ့တိလားမကောင်းတာတွေအာရုံမဆိုင်နဲ့မကောင်းတဲ့အချင်းကြီးကိုဖြတ်စရာမလိုတော့ဘူးလားအဲ့လိုပြောတာမဟုတ်နော်အဲ့လိုပြောတာမဟုတ်ဘူးလိုတယ်ဒါပေမဲ့အဲ့ဒါတည်းပို့ပြီးတော့အရေးကြီးတာကကျွန်တော်တို့မကောင်းတဲ့အချင်းတွေကိုအာရုံစိုက်ပြီးတော့မကောင်းတဲ့အချင်းတွေကိုဖျောက်ဖို့အတွက်အတင်းကြိုးစားတာထက်ဆိုင်ကောင်းတဲ့အချင်းလေးတွေပဲပို့ပြီးတော့မွေးမြူလိုက်တာပို့ပြီးတော့အဆင်ပြေမယ်အဲ့ဒါကျွန်တော်ရဲ့ကိုယ်လေးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အရင်တော့အရန် gain ဆော့တယ်တော်တော်ကြီးကို gain ဆော့တယ်ဗောလေအိမ်မှာနေရဆိုလို့ရှိရင်လည်းဖုန်းပေါ့စကိုနာဒီဟိုဟာလေ YouTube တို့ဘာတို့TikTok တို့ဒါမျိုးစကိုနာအဲ့ဒီအဲ့ရာကြီးပေါ်မှာအဲ့ပြီးတော့အဲ့ဒါတွေကအဲ့ဒီအကျင့်တွေကကျတော့ကိုယ်တကယ်အလုံးလုံးလာတယ်တစ်တွေလေ့လာလာတယ်ဒီ AI တွေ digital marketing တွေကျွန်တော်လေ့လာတဲ့အခါကျတော့အဲ့ဒီအကျင့်တွေကအလိုလိုပြောက်သွားတာတကယ်ကြီးကိုအလိုလိုပြောက်သွားတာအဲ့တော့ကျွန်တော်တို့မှာရှိတဲ့ဒီအကျင့်ဆိုးတွေကိုဖျောက်ဖို့အတွက်အဲ့ဒီအကျင့်ဆိုးကြီးပဲအာယုံစိုက်ပြီးဟာဒီဟာကြီးကိုပဲဖျောက်ကမယ်သိလားမလားဟိုတာပြီးတော့ဒီ no fat challenge ဒီ1 day 2 day 3 day 4 day အဲ့ဒါကြီးပဲအာယုံစိုက်နေရတိလားစိတ်ကလေမလုံချင်တာမဟုတ်ဘဲနဲ့လှုပ်ချင်နေတာနဲ့အတင်းကိုမလှုပ်ခိုင်းတာလေတိလားစိတ်ကိုအရန်ချုပ်ထိထက်တာကျွန်တော်အဲ့ဒါတည်းစားလို့ရှိရင်အဲ့ဒါကိုလေကိုမလှုပ်ချင်တဲ့ဟာကိုမေ့နိုင်ဖို့အတွက်ကိုလှုပ်ချင်တာကိုများများလှုပ်စေချင်တယ်တိလားโอเคငါအနေနဲ့ဒီပြပြတလဲဖြစ်နေတဲ့ဟာကြီးကိုမကြိုက်ဘူးအဲ့ဒီအကျဉ်းကြီးကိုဖျောက်ချင်တယ်ဆိုလို့ရှိရင်ပြပြတလဲမဖြစ်အောင်အဲ့လိုအတင်းနေမယ်အစားဒီပြပြတလဲဖြစ်နေရတဲ့စိတ်ကြီးကိုအဲ့လိုချိုးနေမယ်အစားငါစိတ်ငြိမ်အောင်ဒီအကျဉ်းကောင်းတွေမွေးမြူလိုက်တာဥပမာတရားထိုင်လိုက်တာမျိုးပြီးတော့စားအုပ်ဖတ်လိုက်တာမျိုးဒါမျိုးတွေနဲ့အကူသားလိုက်လို့ရတယ်ဟုတ်လားကျွန်တော်အနေနဲ့ဒီဗီဒီယိုရဲ့အဓိကအကြောင်းရင်းကဘာလဲဆိုတော့တော်တော်များများသောတိုးတက်ရှင်တဲ့လူငယ်တွေအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့မကောင်းတဲ့အကျင့်တွေကိုဖျောက်ဖို့အတင်းကိုမလုပ်ဖက်နဲ့ကောင်းတဲ့အကျင့်တွေများများမွေးမြူပေးဖို့ဒီအကောင်းတဲ့အကျင့်တွေများပြီးတော့မကောင်းတဲ့အကျင့်တွေအလိုလိုပျောက်သွားမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကပြောပြပေးတာဖြစ်ပါတယ်ဒါကကျတော့ဒီမကောင်းတဲ့အကျင့်ကိုဖျောက်ချက်မလိုတော့ဘူးလားဘာညာအဲ့လိုပြောတာမဟုတ်ဘူးโอเคကျွန်တော်တို့ကောင်းတဲ့အကျင့်ကိုများများလုပ်ဖို့အပဲကျွန်တော်တိုက်တွန်းနေတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်